software လောကမှာခေတ်အစားဆုံးစကားလုံးတွေကတစ်ခုဖြစ်တဲ့ microservices ဒါဟာတကယ်ပဲတိုးတက်မှုရဲ့အထူးအထိပ်လားဒါမှမဟုတ်အများယုံကြည်အောင်ကျွမ်းကျင်ဖန်တီးထားတဲ့လင်းလည်မှုကြီးတစ်ခုလားဒီနေ့မှာတော့ဒီလိုအငင်းပွားစရာကောင်းတဲ့အစိုးတစ်ခုကိုအခြေခံပြီးအတူတူလေ့လာကြည့်ကြရအောင်ပါဟုတ်ပါရဲ့ဒီစကားကတော်တော်လေးကိုပြင်းထန်ပြီးတိုင်းရဲ့ကြလို့လို့ထင်စရာပါနီးပညာလောကမှာအကောင်းဆုံးလို့အများစုသတ်မှတ်ထားတဲ့နီးလန်းတစ်ခုကိုလိန်မှုတုံတုံးလုံးထားတာဆိုတော့လေကဲဒီလောက်ထိပြင်းထန်ပြောရတဲ့အထိဖြစ်စေတဲ့နောက်ွယ်ကအကြောင်းရင်းတွေကဘာတွေဖြစ်မလဲတခုချင်းစီဆက်ကြည့်လိုက်ကြရအောင်ပါအမှန်တော့ဒီအရင်ပွားမှုရဲ့အရင်ကနီလန်းတစ်ခုကြားကတိုက်ပွဲပါပဲတစ်ဖက်မှာ application တစ်ခုလုံးကိုတသားတွေတစုတစီစီတဲ့တိဆောက်တဲ့ monolith ပုံစံရှိရယ်နောက်တစ်ဖက်မှာတော့ application ကိုအစိတ်ပိုင်းလေးတွေအများကြီးခွဲပြီးတိဆောက်တဲ့ microservices ပုံစံရှိပါပဲဘယ်လန်ကအမှန်လဲဆိုတဲ့ဒီစကားစစ်ထိုးပွဲကအခုနောက်ပိုင်းမှာပိုလိုတောင်းပြန်ပြီးအတန်ကျဲလာနေပါတယ်ဒီမှာရှင်းလင်းတွေ့နိုင်တာကတော့ဒီရွေးချယ်မှုဟာနီးပညာတက်ရဲ့ကောင်းခြင်းဆိုးခြင်းကိုပြောနေလာအထက်အဖွဲ့အစည်းရဲ့အရွယ်အစားနဲ့အများကြီးပိုးဆိုင်နေတယ်ဆိုတာပါပဲ developer ထောင်နဲ့ချီရှိတဲ့ Netflix လိုကုမ္ပဏီကြီးတစ်ခုအတွက်အလုပ်ဖြစ်တဲ့နီလန်းကလူ10ယောက်အယောက်90လောက်နဲ့လဲပတ်နေတဲ့ startup တစ်ခုအတွက်တော့ဝင်ထုတ်ဝင်ပို့ကြီးတစ်ခုဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောပါပဲဒါကဘာနဲ့သွားတူလဲဆိုတော့လေလူကြီးဝတ်တဲ့အကြီးကိုကလေးတယောက်ကိုဆွတ်ပေးလိုက်တယ်လို့ပါပဲအကြီးစားစနစ်တွေတို့တိထွင်တဲ့ပဲဖြည့်ရှင်းနည်းတွေကိုတင်းငယ်ပြီးလီမီယန်နဲ့အဖွဲ့လေးတွေမှာအတင်းကျပ်သွားသွင်းလိုက်တဲ့အခါအမဝင်ခွင့်မဖြစ်ပြီးလို့မရအလုံးမတွင်ဖြစ်သွားတယ်ဆိုတဲ့အချက်ကိုအဓိကထောက်ပြနေတာပါကဲအခုပြောမယ့်အချက်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် microservices ကိုတုံးဖို့ဆုံးဖြတ်လိုက်တာဟာနီးပညာပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့်ချီးပဲမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကနေအခြေခံလာတဲ့ဆိုတဲ့အယူအဆပါပဲဒီမိခွန်းကနည်းနည်းတော့ချင်ပြီးမေးထားတဲ့သဘောပါနီးပညာလောကမှာကုမ္ပဏီကြီးကတုံးနေတာပဲဒီကုမ္ပဏီကလည်းတုံးနေတာပဲငါတို့လည်းသုံးပါဖြည့်တော့မယ်ဆိုတော့ဖိအားမျိုးတွေရှိတယ်လေအဲ့လိုပေါ်ဝင်းကျင်ရဲ့ဖိအားနဲ့ကိုတင်ငယ်စိတ်တွေကြောင့်မလိုအပ်ပဲနဲ့ microservices ကိုစောစီစွာကူးပြောင်းကိုတွန်းအားပေးခံရလားလို့မေးခွန်းထူထားတာပါအဖွဲ့ငယ်လေးတွေရဲ့တကယ်အားသာချက်တကယ် super power ကဒါပါပဲလူတိုင်းက system တစ်ခုလုံးကိုအစားနေအဆုံးထိနားလဲတယ်ဘယ်နေရာမှာပါရှိတယ်ပြဿနာဖြစ်ဘယ်ကိုတွားကြည့်ရမယ်ဆိုတာကိုအားလုံးကသိနေတော့အလုပ်တွေကအယံမြန်ပြီးအယံထိရောက်တာပေါ့ဒါပေမဲ့အဲ့ဒီ super power microservices ကိုဆက်တုံးလိုက်ပြီးဆိုတာနဲ့ချက်ချင်းဆိုလို့ပျောက်ကွယ်သွားရောတဲ့အဖွဲတစ်ဖွဲ့ရဲ့အကြီးမားဆုံးအားသာချက်ဖြစ်တဲ့အားလုံးနားလည်နိုင်စွမ်းကိုဒီ architecture ပုံစံကဘလို့ဖြည့်ဆည်းပစ်လိုက်တယ်ဆိုတာကိုပြင်းထန်ကိုပြောထားတာပါဒီကျိုးဆက်တွေကတော်တော်လေးအကြီးပါတယ်အရင်ကအားလုံးဝိုင်းပြီးပိုင်းဆိုင်တယ်နားလဲတယ်လို့ခံစားရတဲ့ system ကအခုတော့အစိတ်အမွှားမှာခစ်သွားပြီးဘယ်သူမှအဆအဆုံးမသိတော့တဲ့ချင်းမျိုးရောက်သွားရောဆိုလိုတာက system ဟာအဖွဲကထိုင်ချုပ်တဲ့အရာမဟုတ်တော့ပဲအဖွဲကိုပြန်ပြီးဒုက္ခပြီးတဲ့အရာတစ်ခုလိုဖြစ်လာတယ်ဒါဟာခင်မိတာမဟုတ်ဘူးတာဝန်ကိုစီလွှဲချလိုက်တာပဲဖြစ်တယ်လို့ဆိုပါတယ်ကဲဒါကအတွေ့အခေါ်ပိုင်းဆိုင်ရာပြည်ထနာတွေပေါ့လက်တွေ့လုပ်ငန်းလက်တွေမှုမှာကောဘယ်လိုလဲ microservice architecture ကိုစီမံခန့်ခွဲရမှာနေ့စဉ်နဲ့များကုန်ကြရတဲ့ဝင်ထုတ်ဝင်ပို့တဲ့အကြောင်းဆက်ကြည့်လိုက်ရအောင်ဒီမှာပြထားတာကပြဿနာရဲ့အတိုင်းအတာကိုရှင်းလင်းမြင်သာစေပါတယ် service အသစ်တစ်ခုတိုးလာတိုင်းမှာအဲ့ဒီ service အတွက် pipeline တွေ security secrets တွေ alert တွေ metrics တွေ backup တွေအကုန်လုံးကိုအစားနေပြလို့ရတယ်ဆိုတော့ရှုပ်ထွေးမှုကပေါင်းသွားတာမဟုတ်ဘူးမြောက်သွားတာတစ်ခုပြီးတစ်ခုထပ်ဆင့်ပွားများလာတာပါဒီစကားကတော်တော်လေးထိပါတယ်ဘာကိုဆိုလိုတယ်လဲဆိုတော့တကယ်တော့ system ကိုပိုယူရှင်းအောင်လုပ်နေတာမဟုတ်ပဲအပိုင်းပိုင်းရဲခွဲလိုက်ပြီးလို့မှအဲ့ဒီထွက်လာတဲ့အပြည့်အစည်အဆောက်အနာတွေကို architecture လို့လာပနားမိုက်တက်လိုက်တာပဲရှိရဲလို့ပြောတာပါဆိုလိုရင်းကတော့မလိုအပ်ပဲ short term လုပ်ပြီးအဲ့ဒါကိုပဲခစ်မိတယ်လို့ထင်နေကြတာကိုတရောထားတာပါဒီအချက်အရန်အရေးကြီးပါတယ် monolith မှာဆိုရင်အစိုးပိုင်းကလုံးမိတဲ့အမားတစ်ခုကရွှင်စဲပေါ်ကအမားလိုပါပဲအလွယ်တကူပြန်လို့ရတယ်ဒါပေမဲ့ microservices မှာတော့အဲ့ဒီအမားကအိုးမြန်တဲ့ကအုတ်တစ်ချက်လုံးဖြစ်သွားပြီးပြန်ဖို့အလွန်ခက်ခဲတဲ့ version တွေနဲ့မိခွန်နေရတဲ့အခြေခံအဆောက်အအုံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားတတ်ပါတယ်ဟုတ်ပြီအခု monolithic architecture ကိုစတင်ပြီးဆိုချတဲ့အခါအတုံးများဆုံးအငြင်းပွားမှုတစ်ခုကိုတိကျတိုးပြီးကြည့်အောင် monolith တွေက scale လုပ်လို့မရဘူးဆိုတဲ့စကားဒါခေတ်သစ် engineer လောကရဲ့အကြီးမားဆုံးဒဏ္ဍရည်တွေဒါမှမဟုတ် UMIC ဆုံးလင်ယာမှုတွေကတခုပဲလို့တော့ပြင်းထန်ဆိုထားရပါလူများယုံကြည်နေတဲ့အရာကိုတိုက်ရိုက်ဆင့်ခေါ်လိုက်ပြီးအဖြစ်မှန်ကတခြားတဲ့နေရာမှာရှိနေတယ်လို့ဆိုလိုတာပါဒီမှာအဓိကအချက်ကိုရှင်းလင်းပြထားပါတယ်တကယ်နဲ့ scale လုပ်နိုင်ဆုံးလို့ဆုံးဖြတ်တာကရှုပ်ထွေးတဲ့ architecture တွေမဟုတ်ပါဘူးစီကံရှိခြင်း test တွေကိုထိချရေးခြင်းကိုယ့်အခြေအနေနဲ့ကိုက်ညီအောင်ရှုပ်ထွေးနိုင်ခြင်းအဲ့ဒီတော့အဖွဲ့အစည်းရဲ့ယဉ်ကျေးမှုနဲ့လုပ်ကိုင်ပုံကတကယ်အောင်မြင်မှုကိုယူဆောင်လာနိုင်တာပါကောင်းပြီဒီလောက်ပြောပေးစီရတော့
ဖြည့်ရှင်းချက်ကဘာထွင်မလဲ microservices ရဲ့စန့်ကျင်ဘက်အတွေးခေါ်တစ်ခုကိုဆက်ပြီးလေ့လာကြည့်ကြအောင် ဒီတော့ majestic monolith ခေါ်ခန့်ညားထဲဝါပေါ် monolith ဆိုတာပါလေဒါကတော့ application တစ်ခုထဲမှာပဲအရာအလုံးကိုတက်နိုင်တဲ့လောက်ရိုးရှင်းအောင်ထားမယ်မလိုလည်းပဲအခွဲမထုတ်ဘူးတကယ်လိုအပ်လာတဲ့အချိန်ထိစောင့်မယ်ဆိုတဲ့အတွေးခေါ်ပါပဲရှုပ်ထွေးမှုကိုတမင်တကာရှောင်ရှားပြီးရိုးရှင်းမှုကိုဦးစားပေးတဲ့နည်းလမ်းတစ်ခုပေါ့ ဒီချင်းကပ်ပုံရဲ့အကျိုးကျေးဇူးတွေကရှင်းပါတယ် system တစ်ခုလုံးကပို့ပြီးတော့ရိုးရှင်းလာတယ်ဘာလို့လဲဆိုတော့ရှုပ်ထွေးပြီးမတိငိမ့်တိုက်တဲ့ network call တွေမလိုတော့ဘူးလေအဲ့ဒီနေရာမှာယုံကြည်စိတ်ချရတဲ့ meta call တွေနဲ့အစားထိုးလိုက်လို့ရတယ်ဒါကြောင့်မလို့ရှုပ်ထွေးမှုအကြီးကြီးတစ်ပိုင်းလုံးကိုဖျက်ထုတ်လိုက်တယ်လို့ဖြစ်သွားပြီးလူတစ်ယောက်တည်းကတောင် system တစ်ခုလုံးကိုအလွယ်တကူနားလည်နိုင်သွားပါတယ် နောက်ဆုံးမှာတော့ဒီအဆိုကအရာလုံးကိုပြန်ပြီးချုပ်လိုက်တယ်လို့ပါပဲအဖွဲ့ငယ်တစ်ခုက micro services ကိုရွေးချယ်တယ်ဆိုတာဤပညာပိုင်းဆိုင်ရာအမှားတစ်ခုတက်တက်မဟုတ်တော့ပဲအဲ့ဒီထက်ပိုနှက်ဆိုင်တဲ့တွေးခေါ်ပိုင်းဆိုင်ရာကြာချိုးမှုတစ်ခုဖြစ်တယ်လို့ဆိုလိုတာပါ ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုတားခဲ့ခြင်းပါတယ်အဖွဲ့အစည်းတစ်ခုရဲ့ architecture ဟာတကယ်လိုအပ်ချက်ကြောင့်လုပ်တဲ့ရွေးချယ်မှုတစ်ခုလားဒါမှမဟုတ်အဖွဲ့သားတွေအချင်းချင်းကြားယုံကြည်မှုမရှိလို့နေနေမကြည့်ခွဲခြားလိုက်တာလားဒါဟာဤပညာရွေးချယ်မှုတစ်ခုထက်အများကြီးပူပြီးအဖွဲ့အစည်းတစ်ခုရဲ့ယဉ်ကျေးမှုနဲ့တန်ဖိုးထားမှုကိုထင်ဟပ်စေတဲ့မေးခွန်းတစ်ခုပါပဲ